အားလုံးပဲမင်္ဂလာပါဒီနေ့တရက်နေ့6လပိုင်းတရက်နေ့ရန်စီပေါ့နော်ခုရပိုင်းမှာကျွန်တော်တို့ရန်စီကနည်းနည်းပြန်တက်တယ်ဘာလို့ပြန်တက်လာလဲဆိုတော့ခုရပိုင်းကျောင်း9လပိုင်းကျောင်း COE သမားတွေထွက်တယ် COE သမားတွေကျောင်းလာကအတွက်ဒီရန်အဝယ်လိုက်လာတယ်နောက်ပြီးတော့အဲ့ဒါအပြင်ကိုခုရပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံဘက်ကဒေါ်လာဈေးပေါ့နော်မြန်မာဘက်ကဒေါ်လာဈေးကလည်းအတက်ပြတယ်ဒီနေ့ပေါ့နော်စနေတနင်္ဂနွေမှာဆိုရင်ပဲဈေးနဲ့သွားနေလဲဆိုရင်ဒေါ်လာကို4440နဲ့4450ဝန်းကျင်မှာရှိတယ်ကျွန်တော်တို့ဂျပန်ဘက်ကဒေါ်လာဈေးဆိုရင်လည်းဒေါ်လာကို144ဝန်းကျင်မှာရှိရပေါ့နော်ကျွန်တော်မြန်မာအဓိကတော့မြန်မာဘက်ကဒေါ်လာဈေးပြန်တက်လာတဲ့အဓိကအကြောင်းရင်းကြောင့်ပေါ့နော်နည်းနည်းလေးရန်ဈေးလေးတွေပြန်ပြီးတော့မာလာတယ်ပေါ့အခုရက်ပိုင်းမှာကျောင်းသမားတွေလည်းအဝယ်ပြန်လိုက်လာတဲ့အတွက်ရန်ဈေးကတော့နည်းနည်းလေးပြန်တက်လာတယ်ခုရက်ပိုင်းမှာရန်ဈေးဘယ်လောက်ရှိမလဲဆိုရင်ကျွန်တော်တို့ဒီဂျပန်ဘက်မှာကျွန်တော်တို့ရန်အဝယ်ပေါ့နော်အဝယ်ကတော့တရန်ကို30ဝန်းကျင်ရှိပါတယ်30 plus ဝန်းကျင်ရှိပါတယ်ကျောင်းသမားတွေအနေနဲ့ဝယ်မယ်ဆိုရင်လည်းအခုဒီဘက်မှာဂျပန်ဘက်မှာပဲသေးလောက်နဲ့သူတို့ဝယ်ရမယ်ဆိုရင်31ရန်ကို31လောက်နဲ့ရှိမယ်လို့ထင်ပါတယ်မြန်မာဘက်မှာဝယ်ရင်တော့အဲ့ဒါတော့နည်းနည်းပိုမှာပေါ့နော်ဒီဂျပန်တိုင်းရဲ့ဝယ်ရင်တော့တရန်ကို31ဝန်းကျင်ရှိပါတယ်တကယ်လို့မှကျောင်းသမားတွေအနေနဲ့ငွေသွင်းဖို့အခက်အခဲရှိနေတဲ့လူတွေရှိနေသေးရင်လည်းကျွန်တော်ရဲ့ဒီချက်ပေါင်းမှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်ကျောင်းသမားတွေရဲ့အမည်ပေါင်းနဲ့သွင်းပေးပါတယ်ခင်ဗျာ